နှက်ခမ်းချောက်တာနှုတ်ခမ်းကွဲတာကစိတ်နှောက်ယှက်ဖြစ်စရာကောင်းတယ်လို့အလှပကိုလည်းထိခိုက်စေပါတယ်။ဒီနေ့မှာတော့ကျမ်းမာဆိုပြေတဲ့နှက်ခမ်းတစ်စုံကိုပိုင်ဆိုင်နိုင်ဖို့အတွက်အိမ်မှာကိုယ်တိုင်လုပ်နိုင်တဲ့တဘာဝနီလန်းကောင်းတွေကိုဝေမျှပေးလိုက်ပါတယ်။နှက်ခမ်းချောက်ခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုကခန္ဓာကိုယ်မှာရေဓာတ်နည်းပါးတာကြောင့်ပါ။ရေများများတောက်ပါ။တစ်နေ့တာလုံးရေကိုပုံမှန်တောက်ပေးပါရေဓာတ်ပြေဝနေရင်နှက်ခမ်းသာမကအသားရည်တစ်ခုလုံးပါဆိုပြေလာပါလိမ့်မယ်။ရေဓာတ်ပါတဲ့အစားအစာများစားသုံးပါ။သခွားသီးဖရဲသီးလိမ္မော်သီးစတဲ့ရေဓာတ်ကြွယ်ဝတဲ့တစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကိုစားသုံးပေးပါ။နှက်ခမ်းကိုအဆိုဓာတ်ပေးပြီးပြန်လည်ကောင်းမွန်အောင်ကူညီပေးနိုင်တဲ့အိမ်သုံးပစ္စည်းလေးတွေလည်းရှိပါတယ်။ပြားရည်ဟာဘက်တီးရီးယားကိုတိုက်ဖျက်နိုင်တဲ့ဂုဏ်သတ္တိရှိပြီးတဘာဝအဆိုဓာတ်ထိန်းတဲ့အာနိသင်ရှိပါတယ်။ညအိပ်ရာမဝင်ခင်နှက်ခမ်းပေါ်ကိုပြားရည်စစ်နည်းနည်းလေးလိမ့်ပေးပြီးမိနစ်20လောက်ထားကရေဆေးချပါ။ရှားဆောင်လက်ပတ်ဂျယ်ဟာရောင်ရမ်းမှုကိုလျှော့ချပေးပြီးနှက်ခမ်းကွဲအပ်တာတွေကိုသက်သာစေပါတယ်။အုံးစီနှက်ခမ်းကိုမကြာခဏလိမ့်ပေးခြင်းဖြင့်နှက်ခမ်းသားရည်ကိုအကာအကွယ်ပေးပြီးအဆိုဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပေးပါတယ်။နေရောင်ခြည်ထဲထွက်တဲ့အခါအုတ်ထုတ်ဆောင်ပါ။ Mask တက်ပါ။ SPF ပါဝင်တဲ့လစ်ပန်းကိုအသုံးပြုပါ။နှက်ခမ်းချောက်တာကိုသက်သာစေဖို့ဆိုတာဆွဲမြဲတဲ့ပြုစုမှုနဲ့ကောင်းမွန်တဲ့အလေးကျင့်တွေလိုအပ်ပါတယ်။ဒီနည်းလမ်းလေးတွေကိုပုံမှန်လိုက်နာမယ်ဆိုရင်တင့်ရဲ့နှက်ခမ်းသားလေးတွေဟာအမြဲတမ်းဆိုပြီးကျန်းမာလှပနေမှာပဲဖြစ်ပါတယ်။